မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်ဒီကက်စီကွန်ဘန်ပေါ့ခင်ဗျာကျွန်တော်တို့ဘန် software ပြတ်သွားလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါမှမဟုတ်ဖုန်းအသစ်ပြောင်းခြင်းပဲဖြစ်ပေါ့ခင်ဗျာကျွန်တော်တို့ဘန် account ဘယ်လိုပြန်ဝင်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့အရေးကြီးတာကတော့ကျွန်တော်ဒီဘန် software ပေါ့ခင်ဗျာဘန် account ဖွင့်ထားတဲ့ဖုန်းတံပတ်ဟာအင်တာနက်ရှိရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအင်တာနက်နဲ့တာလင်းဝင်လို့ရမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးချိန်ဖြစ်တဲ့အတွက်ပေါ့ခင်ဗျာဒီဘန်ဖုန်းနံပါတ်ပေါ့ခင်ဗျာဘန်ကောက်ဖွင့်ထားတဲ့ဖုန်းနံပါတ်အင်တာနက်ဟာအရေးကြီးပါတယ်ခင်ဗျာအဲ့ဒီဖုန်းနံပါတ်အင်တာနက်ရှိဖို့လိုတယ်ပေါ့ခင်ဗျာပြီးတော့ကျွန်တော်တို့ဒီဘန် software တွေတော့ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဘန် software တွေဝင်လိုက်ပါမယ်အခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့အပေါ်ဆုံးကပေါ့ခင်ဗျာ allowance ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာallowance ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်အခုလိုလေးပေါ်လာရင်တော့ဒါကတော့ကျွန်တော်တို့ဖုန်းနံပါတ်တောင်းတာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီမှာရှမ်းစာကြီးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကအင်္ဂလိပ်စာပြောင်းခြင်းတော့ကျွန်တော်တို့ညာဘက်တော့အပေါ်ဆုံးမှာရှိတဲ့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျအင်္ဂလိပ်စာလေးကိုတစ်ချက်နှိပ်ပြီးတော့ပြောင်းလို့ရပါတယ်ခင်ဗျကျွန်တော်ဒီမှာအင်္ဂလိပ်စာလေးကိုတစ်ချက်နှိပ်ပြီးတော့ပြောင်းလိုက်ပါမယ်ပြောင်းပြီးသွားရင်တော့ကျွန်တော်တို့ကဒါကတော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ပေါ့ခင်ဗျဖုန်းနံပါတ်ဒီဘန်အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုတစ်ချက်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျဘန်ကောက်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က done ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျနှိပ်ပြီးရင်တော့ကျွန်တော်တို့ကဒီမှာ confirm ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ပေါ့ခင်ဗျဘန်ဒီ SIM card မှာပေါ့ခင်ဗျဒီ OTP code ပို့လာမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒီ OTP code 6လုံးကိုဒီနေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီမှာပို့လာပြီပေါ့ခင်ဗျအဲ့ဒီ OTP code 6လုံးကိုကျွန်တော်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျဒီမှာ OTP ဆိုပြီးတော့ကြာလာပြီပေါ့ခင်ဗျအဲ့ဒီမှာကြာလာတဲ့ကျွန်တော်တို့ကုတ်6လုံးပေါ့ခင်ဗျဒီမှာ k plus equal ဆိုပြီးတော့ပေါ့ခင်ဗျကျွန်တော်တို့ကုတ်6လုံးပါပါတယ်ခင်ဗျအဲ့ဒီကုတ်6လုံးကိုဒီနေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က dance ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျ confirm ပေါ့ခင်ဗျ confirm ခလုတ်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျအခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ကအပေါ်ဆုံး one using the app ပေါ့ခင်ဗျအလားလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်အခုလိုလေးပေါ်လာရင်တော့ allow ပေါ့ခင်ဗျအပေါ်က allow ဆိုတဲ့တစ်ချက်ထပ်နှိပ်လိုက်ပါမယ်ခင်ဗျဒီနေရာတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ skip နဲ့ကြော်လိုက်ပါမယ်ခင်ဗျာကျွန်တော်နှိပ်ကိုမနှိပ်တော့ပါဘူး skip ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာ skip ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးကြော်လိုက်ပါမယ်ကြော်ပြီးရင်တော့ကျွန်တော်နှိပ်ကိုတစ်ချက်ထပ်နှိပ်လိုက်ပါမယ်ခင်ဗျာဒီမှာနှိပ်ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါမယ်ဒီနေရာမှာတော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအပေါ်ကတော့ကျွန်တော်တို့ရဲ့ဘန်အကောင့်ပေါ့ခင်ဗျာဘန်နံပါတ်ပေါ့ခင်ဗျာကျွန်တော်တို့ဘန်နံပါတ်10လုံးပေါ့ခင်ဗျာဘန်နံပါတ်10လုံးကိုတစ်ချက်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဘန်နံပါတ်ရိုက်မထည့်ချင်တဲ့ဒီမှာပေါ့ခင်ဗျာကတ်နံပါတ်ကျွန်တော်တို့ကတ်နံပါတ်ကျွန်တော်တို့ကဘန်ကတ်မှာပါတဲ့ဘန်ကတ်နံပါတ်တွေပေါ့ခင်ဗျာဘန်ကတ်နံပါတ်16လုံးပေါ့ခင်ဗျာစုစုပေါင်း16လုံးရှိတယ်အဲဒီ16လုံးကိုလည်းရိုက်ထည့်လို့ရပါတယ်ဒီနေရာမှာဘန်အကောင့်နံပါတ်10လုံးကိုလည်းရိုက်ထည့်လို့ရပါတယ်ခင်ဗျာဒါပေမဲ့နှစ်ခုသလုံးရိုက်ထည့်စရာမလိုပါဘူးခင်ဗျာတစ်မျိုးရိုက်ထည့်ရင်ရပါပြီခင်ဗျာဘန်အကောင့်ဖြစ်ဖြစ်ကျွန်တော်တို့ကဒီကတ်မှာပါတဲ့ကတ်နံပါတ်16လုံးဖြစ်ဖြစ်ကြိုက်တာကိုရိုက်နေတဲ့ကြိုက်တာကိုပေါ့ခင်ဗျာကိုကရိုက်ထည့်လို့ရပါတယ်ခင်ဗျာဒီအောက်မှာတော့ကျွန်တော်တို့ရဲ့ပေါ့ခင်ဗျာ passport နံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တော့ဒီနေရာမှာကျွန်တော်ကဘန်အကောင့်နံပါတ်10လုံးကိုရိုက်ထည့်လိုက်ပါမယ်ခင်ဗျာဒီအပေါ်မှာကျွန်တော်ကဘန်အကောင့်နံပါတ်ပေါ့ခင်ဗျာ10လုံးကိုရိုက်ထည့်လိုက်ပါမယ်ခင်ဗျာဘန်အကောင့်နံပါတ်10လုံးကိုရိုက်ထည့်လိုက်ပါမယ်ဒီအောက်မှာတော့ကျွန်တော်တို့ကpassport number ပေါ့ခင်ဗျာ passport ကိုရဲ့ passport number ဒီဘန်ဖွင့်ထားတဲ့ passport number ကိုရိုက်ထည့်ပေးချာလေးရိုက်ထည့်ပေးဖို့လိုတယ်ပေါ့ခင်ဗျာကျွန်တော်တို့ကအဲ့ဒီမှာကျွန်တော်တို့ဘန်နံပါတ်10လုံးပေါ့ခင်ဗျာဘန်ကောက်နံပါတ်10လုံးကျွန်တော်တို့ရဲ့ passport နံပါတ်တွေရိုက်ထည့်ပြီးဆိုရင်တော့ကျွန်တော်တို့က confirm ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒီမှာ confirm ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့မျက်နှာကို scan ပြန်ဖတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာမျက်နှာ scan ဖတ်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်က access ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒါကတော့ကျွန်တော်မျက်နှာ scan ဖတ်ဖို့အတွက်သူလိုက်နာ Mexican chat တွေပေါ့ခင်ဗျာသူပြထားတာဖြစ်ပါတယ်ခင်ဗျာ
ဒီအပေါ်အပုံစံမျိုးလေးဖြစ်ရမှာပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာအောက်မှာလို့ကျွန်တော်တို့ကဒီအုတ်တုတ်ဆောင်းထားတာလေးမြစ်တယ်လို့ဒီမှာမျက်မှန်တက်ထားတဲ့ပုံတွေဆိုမရဘူးပေါ့ခင်ဗျာပြီးတော့ကျွန်တော်တို့ရဲ့စပင်မျက်နှာကိုဖုံးနေလည်းမရဘူးပေါ့ခင်ဗျာကျွန်တော်တို့အလင်းပြန်နေလည်းမရဘူးပေါ့ခင်ဗျာသူမရတဲ့ပုံတွေကိုဒီမှာတခြားလေးဒီမှာပုံလေးနဲ့ပြထားတယ်ကျွန်တော်တို့ကအပေါ်ကပုံစံမျိုးလေးနေပေးဖို့လိုတယ်ပေါ့ခင်ဗျာကျွန်တော်ကဒါကြောင့်မလို့စပြီးတော့ skin ပတ်လိုက်ပါမယ် scar ဆိုရင်လို့နှိပ်ပြီးတော့အခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ကဒီမှာအပေါ်ဆုံးက one using the as ဆိုတာလေးတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာအခုလိုအကွက်ကလေးထဲမှာပေါ့ခင်ဗျာမျက်နှာစကင်ဝက်ကတဲ့အခါမှာဒီအကွက်ကလေးထဲမှာကိုယ့်ရဲ့မျက်နှာကိုဒီချာလေးနေပြီးဖို့လိုရတယ်ခင်ဗျာသူဘလို့ကိုယ့်ရဲ့မျက်နှာကိုဘလို့ထားမလဲဆိုတာဒီအပေါ်မှာအစာတန်းလေးထိုးပြီးတော့လည်းသူကပြပေးမှာဖြစ်ပါတယ်ခင်ဗျာမျက်နှာစကင်ဖတ်ပြီးတော့အခုလိုလေးပေါ့ခင်ဗျာကျွန်တော်တို့အမှန်ချစ်ကလေးဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီမှာပေါ့ခင်ဗျာအပေါ်မှာလည်း scan complete ဆိုပြီးတော့ရေးထားပါတယ်ခင်ဗျာအဲ့လိုကောက်ချစ်သွားပြီပေါ့ခင်ဗျာကောက်ချစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ကအောက်ကစာတန်းလေးပေါ့ခင်ဗျာ proceed ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါမယ်ခင်ဗျာဒီအောက်ဆုံးကစာတန်းလေး proceed ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ရဲ့ဘန်ရဲ့လျှို့ဝှက်နံပါတ်6လုံးကိုကျွန်တော်တို့ကရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကိုယ့်ရဲ့ဘန်ရဲ့ပေါ့ခင်ဗျာဒီ software ထဲမှာပင်တဲ့ key plat ထဲမှာဝင်တဲ့ပေါ့ခင်ဗျာလျှို့ဝှက်နံပါတ်6လုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာရိုက်တက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာprocess complete ဆိုပြီးတော့ကျွန်တော်စာတန်းလေးပေါ်လာပါပြီခင်ဗျာပြီးတော့ကျွန်တော်တို့က done ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာ done ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ကအပေါ်ကအလောင်းဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ရတော့ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဘန် software ကိုပေါ့ခင်ဗျာကျွန်တော်တို့ရဲ့ဘန် account ပြန်ပြီးတော့ဝင်လို့ရတော့ပါဖြစ်ပါတယ်ခင်ဗျာအခုလိုလေးပေါ်လာတော့ကျွန်တော် next ကိုနှိပ်လိုက်ပါမယ် confirm ပေါ့ခင်ဗျာ confirm ဆိုလို့တစ်ချက်နှိပ်လိုက်ပါမယ်အခုကတော့ကျွန်တော်တို့က software ဘန်လေးဝက်နံပါတ်6လုံးကိုထပ်ပြီးတော့တောင်းမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့က confirm ဆိုလို့တစ်ချက်ထပ်နှိပ်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ရတော့ပါပြီခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဘန် account ပေါ့ခင်ဗျာဒီဘန် software ထဲမှာပြန်ပြီးတော့ဝင်လို့ရတော့ပါပြီခင်ဗျာကျွန်တော်တို့ကအခုလိုပေါ့ခင်ဗျာကျွန်တော်တို့ဖုန်းပြောင်းခြင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ဘန် software ပြတ်သွားလို့ပဲဖြစ်ဖြစ်ပေါ့ခင်ဗျာကျွန်တော်တို့ဘန်ရုံးကိုတွားစရာမလိုပဲပေါ့ခင်ဗျာကိုတိုင်ပေါ့ခင်ဗျာကျွန်တော်တို့ဒီဘန် account ပြန်ဝင်ရဖို့ဆိုရင်တော့ကျွန်တော်တို့ဘန်ရုံးမှာပေါ့ခင်ဗျာကိုယ့်ရဲ့မျက်နှာကိုပေါ့ခင်ဗျာမျက်နှာ scan တစ်ချိန်ဖတ်ဖူးရမှာဖြစ်ပါတယ်ခင်ဗျာကိုယ့်ရဲ့ဘန် software ပေါ့ခင်ဗျာကျွန်တော်ဒီ plan မျက်နှာ scan ဖတ်ထားလားမဖတ်ထားလားပေါ့ခင်ဗျာသိချင်တော့ကျွန်တော်တို့ရဲ့ဘန် software ထဲမှာရှိတဲ့ပေါ့ခင်ဗျာညာဘက်တော့အောက်ဆုံးမှာရှိတဲ့ပေါ့ခင်ဗျာ more ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာနှိပ်ပြီးတော့ကျွန်တော်တို့ကဒီအပေါ်ဆုံးမှာရှိတဲ့ setting ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာsetting ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ကအောက်ဆုံးကပေါ့ခင်ဗျာအောက်ဆုံးကဒီမှာပေါ့ခင်ဗျာfacial verification wristband ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာအဲ့ဒီလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်အခုလိုလေးပေါ့ခင်ဗျာကျွန်တော်တို့ကအမှန်ချစ်ကလေးနဲ့ပေါ့ခင်ဗျာဒီမှာတန်းရှူဆိုပြီးအမှန်ချစ်ကလေးပေါ်နေရပါပြီခင်ဗျာကျွန်တော်တို့ကတကယ်လို့အဲ့ဒီနေရာမှာအနီလင်းအလင်းနဲ့ကြက်ချီလေးပေါ်နေတော့ကျွန်တော်တို့ရဲ့မျက်နှာစကင်မဖက်ရသေးဘူးပေါ့ခင်ဗျာဆိုရင်တော့ကျွန်တော်တို့ကဘန်ယုံမှာမျက်နှာစကင်သွားပြီးတော့ဖတ်ဖို့လိုပါတယ်ခင်ဗျာစကင်ဖတ်ဖို့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘန်စာအုပ်ကဲပေါ့ခင်ဗျာပြီးတော့ passport စာအုပ်ကဲယူသွားဖို့လိုပါတယ်ခင်ဗျာအဲ့ဒီနှစ်ခုပါရပြီပေါ့ခင်ဗျာဆိုရင်တော့ဘန်ယုံကိုသွားပြီးတော့မျက်နှာစကင်လေးဖတ်ထားလိုက်ရင်အခုလိုလေးကောက်ချစ်သွားမှာဖြစ်ပါတယ်ခင်ဗျာမျက်နှာစကင်တစ်ချိန်ဖတ်ထားလိုက်ရပြီပေါ့ခင်ဗျာဆိုရင်တော့ကျွန်တော်တို့ကဘန် software ပြတ်သွားလို့ဝယ်ဖြစ်ပြီပေါ့ခင်ဗျာကျွန်တော်တို့ဖုန်းအသစ်ပြောင်းခြင်းပဲဖြစ်ပေါ့ခင်ဗျာနောက်တစ်ချိန်ပေါ့ခင်ဗျာဘန်ရုံးကိုသွားစရာမလိုတော့ပါဘူးခင်ဗျာအခုလိုကိုတိုင်ပေါ့ခင်ဗျာကျွန်တော်တို့ကဘန်အကောင့်ကိုပြန်ပြီးတော့ဝင်လို့ရပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ Casicon ဘန်ပေါ့ခင်ဗျာကျွန်တော်တို့ဘန် software ပြတ်သွားလို့ဝယ်ဖြစ်ဖြစ်ကျွန်တော်တို့ကဖုန်းအသစ်ပြောင်းခြင်းပဲဖြစ်ပေါ့ခင်ဗျာကျွန်တော်ဘန်အကောင့်ဘယ်လိုပြန်ဝင်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ